င်္ဂလာပါရှင်ဒီကွာညီမဒီ rain painting နေเนาะ site ကြီး site တွေတိုင်းတာလေးတွေကိုညီမကမျှဝေထားတဲ့ဗီဒီယိုမှာပေါ့နော်ဒီကိုလာမေးထားရှိပါတယ်တကယ်တမ်းကျတော့ညီမတို့ကဒီ position ကြီးလာတာနဲ့ပေါ့နော် position ကြီးလာတဲ့ engine power တိုးလာတာလုံးဝမဟုတ်ပါဘူးเนาะposition ကြီး position သေး engine power ဒီလောက် site နဲ့ထုတ်တိုင်းဒီလောက်ပဲတွားမှာပါเนาะposition ကြီးရယ်ဆိုတာညတော့ဒီလို0 site ပေါ့နော် standard site ကုန်သွားပြီstandard site ကနော်သုံးလို့မီးခိုးလိုက်တော့လို့ကုန်သွားပြီဆိုရင်25 site ကိုသုံးရမှာဖြစ်တယ်25 site ကို boring ခုတ်ပြီးသုံးတာပေါ့နော်အဲ့ဒါအောင်မှညီမတို့ engine wine ခန်းပြီး engine wine ပြတ်ပြီးနောက်တစ်ချိန်မီးခိုးလိုက်မယ်ဆိုလို့ရှိရင်25 site ကိုပြန်သုံးလို့မရတော့ပြန်သုံးလို့မရ boring ပြန်သုံးမယ်ဆိုလို့ရှိရင်လည်း rain လဲမယ်ဆိုရင်ကြာမခံဘူးပေါ့နော်ကြာမခံဘူးအဲ့တော့ညီမတို့က50 site ကိုပြန်ပြီးသုံးရတယ်အဲ့လိုမျိုး site ကြီးလာတိုင်းပေါ့နော် site ကြီးလာတိုင်းညီမတို့က position ကြီးလာတိုင်းညီမတို့က engine power ကြီးလာတာမျိုးလုံးဝမဟုတ်ရပါဘူးเนาะအဲ့ဒါအမှတ်မှားလေးဖြစ်နိုင်ပါတယ်เนาะ85 site ဆိုလို့ရှိရင်เนาะညီမတို့ကအယုံဆွဲပိုင်းနေကြတော့ညီမတို့ဒီတောလန်းနေစီမယ် weight တွေတင်မယ်ဆိုလို့ရှိရင်85 site ကအသက်နိုင်ဆုံးမသုံးတာကောင်းပါတယ်เนาะလုံးဝငွေကြေးမတက်နိုင်ဘူးဆိုရင်တော့သုံးလို့ရပါတယ်ဒါပေမဲ့ကြာမခံဘူးပေါ့เนาะပြီးရင်နောက်တစ်ခုကကျတော့ရှေ့ချမ်းပဲကင်ပြီးပေါ့နော် connecting မကောင်းဘူး connecting မကောင်းတာလည်းတည်တယ်ဆိုင်တွေကလည်းပြောပြလိုက်တယ်ပေါ့နော်ဆိုင်တွေကပြောပြလိုက်တယ် engine ထဲမှာအတန်တွေဆူနေတယ် engine ball တွေကကွဲနေပြီ engine ball တွေကအဆင်မပြေတော့ဘူးဆိုလို့ရှိရင်ညီမတို့ကအတန်တွေ engine တန်တက်ရှေ့ချမ်းမှာမြည်တဲ့အတန်ရှေ့ချမ်းမှာမြည်တဲ့အတန်တက်တိုင်ပင်ချင်းကမြည်ရင်တိုင်ပင်ချင်းရဲ့အတန်ကတက်တိရပါတယ်နော်ဆိုင်တိုင်းမှာတိပါတယ်workshop ဆရာကြီးလည်းတိရပေါ့နော်အဲ့တော့ဆိုင်တွေကပြောလိုက်မယ်connecting တန်ကြားရတယ် connecting တန်တွေပါတယ်ဆိုလို့ရှိရင်ညီမတို့ကငွေကြေးမတက်နိုင်လို့ရှေ့ချမ်းပဲကင်မယ်ဆိုရင်ရတော့ရတယ်เนาะအရှေ့ချမ်းအတန်ပဲညင်သွားပြီးမှ connecting တန်ကပို့ပြီးကြားရတတ်တယ်ဒါကြောင့်မို့အသက်နိုင်ဆုံးကတော့ညီမတို့ပတ်စံလေးတွေစုပြီးမှာပေါ့နော် engine ခွဲလိုက်တာပို့ပြီးတော့အဆင်ပြေပါတယ်connecting ကကြတော့ညီမတို့ချိန်လို့ရတယ်ပေါ့နော် connecting ကကြတော့ညီမတို့အစ်စ်လဲစရာမလိုအစ်စ်လဲရတဲ့အနေထားဘယ်လိုမျိုးတွေလဲဆိုတော့ connecting မှာဆိုလို့ရှိရင်ညီမတို့ကရိုင်းမှာပါတဲ့အရစ်တွေပေါ့နော်14နှစ်ကောင်းအရစ်တွေအဲ့အရစ်တွေကသုံးလို့မရတော့ဘူးပြီးလို့ရှိရင်တန်းလိုက်သုံးဖြုတ်ရင်းနဲ့ပေါ့နော်ပူလာနဲ့သုံးကွာပူလာနဲ့ဖြုတ်တဲ့အခါမှာအနက်အရစ်တွေနာဝါတာကျဲဝါတာသုံးလို့မရတယ်ဆိုလို့ရှိရင်ကရိုင်းတစ်လဲရမယ်ပြီးလို့ရှိရင်တန်းလိုက်ကြီးထဲမဲ့နေရာမှာတန်းလိုက်ကြီးထဲတဲ့နေရာကကျဲဝါလို့ရှိရင်တန်းလိုက်ကြီးထွက်ကြနေရဆိုလို့ရှိရင်လေဒါကလဲတင်တယ်ပေါ့နော်ဒါပေမဲ့ပြန်ဖို့ပြီးသုံးမယ်ဆိုလို့ရှိရင်တော့သုံးတတ်ရင်တော့သုံးပေါ့နော်ညီမတို့ဘက်မှာတော့အဲ့လိုလေးပြန်ဖို့ပြီးမသုံးပေါ့နော်ဒါကြောင့်မို့ engine ခွဲတင်တယ်ဆိုလို့ရှိရင် engine ခွဲပါရှေ့ချမ်းပဲကင်ပြီးတော့ engine ကမခွဲဘူးဆိုလို့ရှိရင်လည်း connecting ပါတဲ့နဲ့မခွဲဆိုလို့လည်းရှေ့ချမ်းဘလောက်ကင်ခဏပဲခံမယ်နော်